Hello guys, welcome back to my video. လုံးမဲ့မင်္ဂလာပါကျွန်တော်ဗီဒီယိုပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခုကျွန်တော်မျှဝေပေးသွားမှာတော့ကျွန်တော်တို့စကားပြောအတွက်အရာအသုံးဝင်တဲ့ speaking pattern 5ခုကိုမျှဝေပေးသွားပါမယ်ခင်ဗျာအဲ့စဉ်ကျွန်တော်ဗီဒီယိုဆုံးထိအောင်ကြည့်ပေးပါလို့တောင်းဆိုရှင်းပါတယ်ပထမတစ်ခုက I want to play ball ရှင်းတယ်ပေါ့နော်ကျွန်တော်တို့တခုလှုပ်ရှင်တဲ့ရှင်ကြရင်ဒီ pattern ကိုသုံးလို့ရပါပေါ့ဥပမာ I want to drink something ငါတခုတောက်ရှင်တယ် I want to eat something ငါတခုစားရှင်တယ် I want to sleep ငါအိပ်ရှင်တယ် I want to tell you something ငါမင်းကိုပြောပြရှင်တယ်ပေါ့အမြဲပုံစံကျွန်တော်တို့တခုလှုပ်ရှင်တဲ့နေရာမှာစဉ်ဒီ pattern ကိုသုံးလို့ရတယ်ပေါ့ဒုတိယတစ်ခုက I have to apply but one ပေါ့နော်ဒီဟာကျတော့ကျွန်တော်တို့ပဲရှင်နေမှာတုံးလဲဆိုတော့ကျွန်တော်တို့တစ်ခုကိုလောက်ကိုလိုရမယ့်ရှင်နေမှာတုံးရမှာပေါ့နော်ဥပမာ I have to study hard ငါစာကြိုးစားရမယ် I have to take a bath ငါရေချိုးရမယ် I have to study for my exam ကျွန်တော်စမေးပွဲအတွက်စာကြိုးစားရမယ်တစ်ခုကိုလောက်ကိုလိုရမယ့်ရှင်နေမှာကျွန်တော်တို့ဒီပဒံကိုတုံးလို့ရတာပေါ့နော်တတိယတစ်ခုက I'm going to plus but1 ဒီဟာကျတော့ကျွန်တော်တခုလောက်တော့မယ်ဆိုတဲ့အချိန်ဒီမှာသုံးလို့ရတာပေါ့နော်ဥပမာ I'm going to buy a new phone tomorrow ကျွန်တော်မနေ့ပြန်ဖုန်းအတေးသုံးဝိုက်တော့မယ် I'm going to sleep ငါအိယာဝင်တော့မယ်ပေါ့နော်ဥပမာ I'm going to take a bath ငါရေသွားရှိုးတော့မယ်ကျွန်တော်တို့သွားတော့မယ်လောက်တော့မယ်ဆိုတဲ့အချိန်ဒီမှာကျွန်တော်တို့ I'm going to နဲ့သုံးလို့ရတာပေါ့နော်နောက်တစ်ခုက I have plus battery ဒီကကျတော့ဘယ်ချိန်နေမှာသုံးလဲဆိုတော့တခုကိုလုတ်ပြီးပြီဆိုတဲ့ချိန်နေမှာဒီပဒံကိုသုံးလို့ရပါတော့ဥပမာ I have done my breakfast ငါမနေ့စာစားပြီးပြီ I have done this ငါဒီဟာတွေလုတ်ပြီးပြီ I have done my homework ငါအင်စာလုတ်ပြီးပြီဆိုတဲ့ချိန်နေမှာဒီပဒံကိုသုံးလို့ရတာပေါ့နော်Okay နောက်ဆုံးတစ်ခုကြတော့ do you want to play but one မင်းဟိုဟာလှုပ်ရှင်လားဒီဟာလှုပ်ရှင်လားမေးတဲ့အချိန်မှာကျွန်တော်တို့ဒီပဒံကိုသုံးလို့ရတယ်ဥပမာ do you want to go to the park မင်းပန်းရှောင်ကိုသွားရှင်လား do you want to learn a new language မင်းဘာသာစကားအသစ်ကိုလေ့လာရှင်လား do you want to go with me မင်းကလည်းအတူသွားရှင်လားမျိုးပုံစံမှာကျွန်တော်တို့ဒီပဒံကိုသုံးလို့ရတာပေါ့နော်Okay ဒီနေ့တက်တော့ဒီလောက်ပါပဲပေါ့နော်ဒီပဒံကခုကစကားပြောမှာအထောက်အကူပြုမယ်လို့ကျွန်တော်မျှော်လင့်ပါတယ် Okay see you in the next video bye bye